5သိန်းနီးပါးအောင်ပေးရစကန်တစ်ခုခင်ဗျားတို့ unbox လုပ်ပါမယ်ခင်ဗျားတို့တန်လားမတန်လားလိုက်ကြည့်ကြပါမယ်ဆိုဒါလေးကတော့ကြောက်ထားပါတော့ဒါပေမဲ့ wire ကနေသူတို့ဖောက်ကြည့်ထားရဲတဲ့ဘာလို့ဆိုခင်ဗျားမှာ official မှာပြီးတော့တစ်ဆင့်ပြန်ပြီးတော့လေဒါပို့ခိုင်းတာမလို့ပါဆိုအဲ့ဆိုတော့ဖောက်ကြည့်ပါမယ်ဒီဟာလေးကိုဘာဖြစ်မယ်ထင်လဲဆိုခင်ဗျားဝယ်ထားတော့ကြာပြီပေါ့နော်အခုဆိုတော့5သိန်းနီးပါးလောက်နဲ့များတော့5သိန်းကျော်သွားလောက်ပြီပေါ့နော်ဆိုခင်ဗျားဝယ်ထားတဲ့ဟာလေးကတော့ဒါလေးတော့ stamp free ဖြစ်ပါတယ် Singapore KL stamp free ပါဒီလို box နဲ့လာပါဒီမှာပါ okay သူ့ရဲ့အတွင်းထဲကိုခင်ဗျားကြိုက်မယ်ပေါ့နော်ဒီအတွင်းထဲမှာဆိုရင်သူကဒီလိုလေးလာပြီးတော့သူကဒီမှာ Singapore ဆိုတာလေးရေးပြီးတော့သူက gold လေးနဲ့ silver လေးနဲ့ကိုတော့ပေါင်းပြီးလုပ်ထားတဲ့ဟာလေးပါဒီဟာလေးဆိုရင်အခုဆိုရင်တော်တော်လေးလေးစီတက်သွားပြီပြီးတော့သူကလေ limited edition နဲ့မှာပါရပေါ့နော်ခင်ဗျားကကန်ကောင်းသွားတာပါခင်ဗျားဒီလို gold နဲ့ silver နဲ့ပေါင်းထားတဲ့အကြောင်းတွေအရန်ကြိုက်တော့ပိုပြီးစီပြပါတယ်ဒီမှာပါပြီးတော့သူတို့ stamp free နှစ်ခုတော့ပါရပေါ့နော်ခင်ဗျားဆင်ပြပေးပါမယ်ပြီးရင်သူကဒီလိုလေးပေါ့နော်သူ stamp free နဲ့ဒီလိုလေးထောင်ထားရတဲ့ဟာလေးပါဆိုဒါလေးထဲမှာဆိုရင်သူကပေါ့နော်သူ့ရဲ့ Singapore ရဲ့ signature တွေအကုန်လုံးကိုသူကထည့်ထားပါတယ်ဒီမှာပါသူကအကုန်လုံးပုံစံတွေအကုန်လုံးသိချာလုပ်ထားပါတယ်ဆိုဒီဟာလေးကို9သိန်းကျော်ပေးရတန်လားမတန်လားဆိုတော့ခင်ဗျကို comment မှာမှန်ကြည့်ပါဦး so အဲ့ဆိုတော့ bye bye see you in the video guys